ရေးလောက်ကစိတ်မပူရလေတဲ့ကစားစိုက်စားစိုက်မစားတောင်းမလောက်တင်းမလောက်ရောင်းတဲ့လောက်ရင်းတဲ့လောက်ကလည်းစရင်တွက်ခါမထားရင်းချက်စရာလားရေတဲ့ကငါလိုက်မြပိုက်တာတခြားတော့ဘာမှမလုပ်တနေ့လဲထုံးပြုံးနှုတ်ကောက်ဆိုင်နွားကြောင်ဒါမှမဟုတ်ထင်းခွဲရေခက်သမင်းစားပြီးတရေလောက်မိတ်ပြင်းလာရင်လည်းအညောင်းကြီးအညာပြေးရွာရိုးထွက်အလှအိမ်ရှိလာရင်လည်းဝိုင်းကူဖို့အားတာတခါတလေစကားများလဲအခင်မပြတ်ကြပါစောတကရှောင်းအမေကရက်ခဏကုသိုလ်ရေးလုံအားပေးအတွက်ဆိုတကူးတကမေးစရာမလိုဘဝတစ်ချက်မကြစရာပြောမရအောင်အစင်ဆက်ရလာလောကရောက်မင်းဆက်ကြကထင်းဟက်သမျှရင်ဘက်ကဗလာကြောကပြနေစားပြီးရက်ဆက်ဝစ်လာတဲ့ရေလွှားကစီမတတ်မရက်ဖြစ်ဟာလဲအပင်များပြီးဘွက်အကွက်ညစ်ကမဲဆိုငွေရှားပြီးထက်အစ်စ်မရှာခဲ့အနေထားကြည့်မရှက်တက်သင့်ပါတဲ့လေသမားမလားဘယ်သွားခြေဘဝကြီးတက်ဖြစ်တာပဲဒါကျေးလက်တလေးတွေ့နေကြအမှုရများမြို့ပြလူနေမှုစရိုက်နဲ့တော့မတူပါလားဘူပါသားမဖြူတာများတယ်ကြောပူနေပူရုံးကန်ရနေပေမဲ့လည်းပူစရာရှာသမျှကစားဖို့နဲ့လှူဖို့ပဲလေဘာလို့ဆိုသူရွာသားဘိုးလေးတွေအိမ်မှာစားဖို့တောက်ဖို့အတွက်သင်ချက်စရာလေးဝယ်ကထင်းခွေတော့ထွက်နေတဲ့စင်ကုန်ပြီးမိုးလေချုပ်ပြီးအိမ်ပြန်ချောခင်းကြပြီးရွာလုံးအိမ်ကုန်ပြီးတရွာလုံးကတော့အိမ်မောကြအိမ်မောမကြနိုင်သူကိုတော့ချော့မြသူတို့ပိုးနေတဲ့ပန်းနေတဲ့အပြိုတော်သဘောကျအဆိုတော်ပေါ့ဗျာအချစ်ရပြီးယောဂရွာပို့ထားတဲ့ယောဂတချို့ကဂီတာမက်ဒလင်နဲ့ဟော့ကြမတော်ရသေးတဲ့ရောက်ခမတွေတော့ပွားသူတို့သမီးကလည်းအုပ်စပေါ်ရုပ်ချောဗျာကိုနောင်ကိုင်ပန်းနောင်ကိုင်လုံးကြီးပေါက်လာမို့လဲသိတဲ့ဘောကြတရွာသားနဲ့ညာသွားရင်ဖြစ်ကိုလူပြိုစိတ်မောရတော့ကအဲ့ဒါတော့သားလေးရဲ့တော့ကတော့ဝါစာရှေ့ထားလို့တရွာလုံးကိုသိအောင်ဒီလိုအော်ပြောပြအော်ကတာလောကအလဲတော်တဘာဝချောနမငယ်မင်းလေးနဲ့မြစ်တာမြဖို့မျော်ရတာမောလာတယ်လောဘရဲ့ဒေါသရဲ့မောဟရဲ့ကစောတကကျွဲတော်သားလည်းအချစ်နဲ့တွေ့တော့1500ယောဂတဲ့ဟောတာတော်ရွာလူတိုင်းကလည်းရိုးရှင်တော်ထားဟောတာတော်ရွာဝင်လေးရင်ဒီစွာစကားအော်ပြောတာဟောတာတော်ရွာရန်ကုန်မြို့လိုတော့နားမျက်စိမရှုပ်ဘူးပေါ့ဗျာဟော